Hello မင်္ဂလာပါဒီနေ့တော့မတွေ့တာ6နှစ်ရှိပြီရှိတဲ့တင်ငယ်ချင်းနဲ့တွေ့မှာဖြစ်ပါတယ်သူလေးပြီးလာတော့ကိုခိုးရိုက်ထားတာသူမသိရှာဘူးဟုတ်ကဲ့အခုကတော့ကျမတို့ဈေးတော့မှာဖြစ်ပါတယ် Let's go အမေတို့အမေရန်ပူပေးအာလူချောင်းအာလူချိုလေးကျောင်းကတင်ငယ်ချင်းအမေရန်ပူပေးတဲ့မုတ်လေးကိုရှာတာပေါ့နော်အဲ့ဒါမတွေ့တာနဲ့ဘဲတွေ့တဲ့ဟာလေးတွေကိုယူလာခဲ့ပါတယ်ပြီးတော့ကျမကပစုံချချင်တယ်ဆိုလို့သူကတော့ချက်သွေးမယ်ပေါ့နော်အဲ့နဲ့ပဲလူအတဲ့ပစ္စည်းလေးကိုစိမထင်မှာတော့ရှာပါတယ်ပြီးရင်တော့အမေရန်လမ်းပြောက်နေတဲ့သူမကတော့အခုဒီနေ့လေးလမ်းထပ်ပြောက်ပါတယ်ကျမကတော့မခေါ်ဘဲနဲ့ဗီဒီယိုရိုက်တာဖြစ်ပါတယ်တင်ငယ်ချင်းလေးပေါ့အင်းရောက်တော့ချက်ပြုတ်ဖို့ပင်စင်တယ်ပေါ့နော်သူကတော့ပြောရှာပါတယ်နင်ပစ္စည်းတွေအကုန်လုံးနေရလောက်တဲ့ငါကချက်မဲတယ်အဲ့နဲ့ပဲကျမလေးတပြက်ကိုလုပ်ပေးရတာပေါ့နော်သူကပဲအဝေးကြီးကနေပဲလာပြီးတော့သူကပဲချက်ပြုတ်ပြီးတော့သူပဲပြန်သွားတာပေါ့နော်သူကလည်းအရင်အာနာပြီးတော့ဒီကနေလည်းအရင်ချစ်ချင်တယ်လို့ပြောချင်ပါတယ်သူချက်ပေးခဲ့တဲ့ဟင်းလေးလေးထပ်ပြီးတော့စားချင်ပါတယ်လို့ပြောချင်ပါတယ်ချက်ကျွေးရင်တော့စိတ်မဆူဘူးနော်တကယ်ချင်းရဲ့ဆီယမကြီးကတော့ဒီမှာတရှိလောက်နေပါတယ်တော့လိုက်တဲ့ကျမရဲ့စပမမချောလေးI want you to call, I can say that you love me. I want you to call, I can say that you miss me. So they sad, so they when I'm yours, I'm a coach and boo, baby. Vale. Okay. ဒီမှာတော့ကျွန်မအရင်စားချင်နေတဲ့ပစုံချက်လေးကချက်သွားပါပြီအခုမှပြန် edit တာပြန်စားချင်သွားပါပြီရှင်။အဲ့လေအောက်ကဟာတွေနည်းနည်းလှမ်းပဲပါ။တော့အချင်းဟင်းရက်အတွက်လိုတဲ့ဟာလေးကိုအရင် mix လုပ်ပါရယ်။ Okay ခဏလေးအောက်ထားလိုက်မယ်တဲ့ဆမကြီးက။ကဲအချင်းကောင်းလေးရပါပြီရှင်။ဒီနေ့ vlog ကတော့ဒီလောက်ပါပဲအဆုံးချစ်ပြီးတော့ကျေးဇူးပါ။